ဒါပဲထန်နေရပြင်းလာပြီဒါညနေရပြင်းအောင်ပြင်းလာပြီဟာကရှိလေးဟာလေပေါက်ထွက်နေပြီငါဘိုင်းမကိုရှင်လိုက်တာငါကရှိသိမ်းမိငါမှလည်းပတ်စံလုံးလုံးလောက်ရှိရဆိုငါဘိုင်းမတော့ရဲမဲဒေါ်လာရရှိရဆိုမမီမနဲ့ငါပတ်စံပေးထားတယ်ငါဘိုင်းမတော့ရဲမဲဘိုင်းမဆိုင်ဘယ်မှာရှိလဲမသိဟဲ့ဟိုမဘိုင်းမဆိုင်မဲအမအော်ညီမလေးဘလိုင်းမဝယ်မလို့လားဟုတ်ပါရဲ့ရှင်အမဒီနှစ်ခုပဲရှိတော့တာလားဒီနှစ်ခုလုံးအိုရှင်ဘေဘီလေးရဲ့ရရလေးကဘလောက်လုံးအမအိုရှင်ဘေဘီလေးကကြတော့2000နဲ့မှ6000မှာရရလေးကကြတော့16000မှာမလေးဝယ်မလားညီမလေးပြောပြရနော်အဲ့ဆိုရင်ညီမလေးထည့်မှန်နော်โอเคအဲ့ဆိုရင်နှစ်ခုစလုံးရှိမယ်ငါမှဒေါ်လာလည်းရှိရဆိုတော့အမဒေါ်လာနဲ့ရှင်းလို့ရတာမဒေါ်လာနဲ့ရပါတယ်ဒေါ်လာနဲ့လည်းရှင်းလို့ရပါတယ်ညီမလေး$2တော့ဒေါ်လာနဲ့ဆို$2ပါရှင်ဟုတ်ဒီမှာ$2နော်အမကျေးဇူးပါရှင်နောက်လည်းလာအပေးဦးနော်ဟုတ်ကဲ့ပါရှင်တော်ရမယ်နော်ငါဘလိုင်းပေါင်းနှစ်ပေါက်တော့ရလာပြီငါရရောနောက်နေ့မှဖောက်လိုက်တော့မယ်အိုရှင်ဘေဘီလေးကိုဖောက်ပါမယ်ကဲဒါတော့အိုရှင်ဘေဘီလေးပါရှင်ဒီထဲမှာလိုချင်တာဆိုရင်တော့ပန်းရောင်လေးရဲ့ဒီအပြာလေးဒါလေးရဲ့လိုချင်တယ်မလို့ရှင်တာဒါလေးလိုရှင်အကုန်လုံးဒီ3ခုလိုရှင်ဒီ3ခုလိုရှင်နဲ့မလို့ရှင်တာအဖြူ2ခုလုံးဝမလို့ရှင်ပါဘူးရှင်ကျွန်တော်သမ ပင်ကွင်းကြိုက်တယ်ကျမပင်ကွင်းမကြိုက်ဘူးပေါ့နော်လာတော့ပင်ကွင်းလုံးဝမကြိုက်ပါဘူးရှင်ကဲဖောက်ပါရမယ်လူချင်တာလေးများပေါက်သွားမလားဟီကဲဖောက်ပါရဲ့ကပြောကကိုတော့ကြည့်လောက်ဒီမှာနော်မမီကဒီမှာပါလီလက်ရှင်မပြောနဲ့နော်မပြောနဲ့နော်ပါလီပေါက်သွားမလဲဖောက်ပါတော့မရှင်အရှင်ဘေဘီလေးပေါ့နော်အနံ့လေးကတော့တော်တော်မွေးတယ်ပေါ့နော်ပါလီပေါက်တော့ပါလီတော့ရင်းနေခုံနေပါလီတော့ဖာယောင်လေးတော့လူချင်းနဲ့အအောင်လေးပေါက်သွားပေါ့နော်အနှံ့ရဲ့တော်တော်မွေးပါရှင်အတိနှံလေးလို့နှံ့လေးလို့ပေါ့နော်အရင်မွေးပေါ့နော်အိုရှိဘေဘီလေးပါရှင်ဒီမှာပါဒါတော့ကက်ကလေးပါရှင်အားလုံး